ဝတိပြေမွန်ဇေရဝန်ကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါသာသနာတော်မှာမပျော်မွေပဲနဲ့ညီးငွေသောယဟန်ကိုအကြောင်းပြုပြီးဟောတော်မူပါတယ်အဝိဇ္ဇာမနေဝါရသမိအယောင်အာလောင်းမအိဋ္ဌိယအစချီသဖြင့်ခြေသာသာသနာတော်ကြီးမှမပျော်မွေတာဘာကြောင့်လဲဟဲ့မလားပါတပည့်တော်သာသနာတော်ကြီးမပျော်မွေပါဗျာတပည့်တော်မပျော်တာပြင်းလို့ပဲသိတယ်ဗျာမဟုတ်ဘူးကွယ်မင်းမပျော်မွေတဲ့ကိစ္စဟာခြေသာတခြားကြောင့်မဟုတ်ဘူးကာမဆိုတဲ့တဏှာသည်ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုလိုချင်မှတဏှာဒီလိုမဟုတ်ဘူးမိန်းမတစ်ယောက်ကယောက်ျားတစ်ယောက်ကိုလိုချင်မှတဏှာဒီလိုမဟုတ်ဘူးမှတ်ထားနော်လူတစ်မျိုးတည်းမှာရှင်ဘရင်သားမင်းသားတထေးသူကျွဲတဒေါင်းစားအစရှိသည်လူတစ်မျိုးတည်းကွဲပြားတယ်လို့တဲ့တဏှာဆိုတာလည်းပဲမျက်စိကထွက်တော်စက္ခုတဏှာနားကထွက်တော်သောတာတဏှာနှာခေါင်းကထွက်တော်ခန္ဓာတဏှာအစရှိသဖြင့်ခြေသာ1500ပြာသောကိလေသာရန်သူတွေကြောင့်မင်းသာသနာတော်ကြီးမပျော်တာဟဲ့အဲ့ဒီ1500ကိလေသာရန်သူတွေဒီဘလောက်ထီအောင်ကြောက်စရာကောင်းတယ်လဲဆိုရင်ဖြင့်ဟောရှိတုန်းကဆိုပြီးတော့မြတ်စွာဘုရားအတိတ်ဇတ်ကြောင်းလေးပြန်ပါတယ်ပြိဿအတိတ်ဇတ်ကြောင်းပြန်တော်မူတာကအတ္တိတေပါရဏတိယအစရှိသဖြင့်ဘာယာနတိတိုင်းပြည်မှာဗြဟ္မရမင်းကြီးမင်းပြုသောခါမိဘရခေါင်ကြီးမှာသားတယောက်မှမထွန်းကားဘူးမိဘရခေါင်ကြီးသားတယောက်မှမထွန်းကားသဖြင့်ဟဲ့သားစုများတောင်းစားမှာအိုးကြိုးစားပြီးတော့သားသမီးမရှိတဲ့လူများသားသမီးတည်ရခြင်းသကိုပြိတ္တရခြင်းလို့သားစုတောင်းတော့ဟောတရားနာပြိတ္တကြီးဗျမပြေကတတ္တဝါတယောက်သည်မိပရခေါင်ကြီးရဲ့ဝမ်းမှာဝင်ပြီးတော့တန်ဒီခပါရောပြုဒီကလေးတန်ဒီခတဲ့အချိန်ကစပြီးတော့မိပရခေါင်ကြီးသည်မိမမှန်သမျှကိုမြင်လျင်သူ့မျက်စောင်းထိုးဂျိုကြည့်ကြည့်မိမအနတ်နိုင်ရင်သူကနှာခေါင်းရှုပ်ဒီချင်းချင်းနေပြအတွင်းကကလေးသတ္တိပေါ့ဗြဟ္မပြေကဆင်းလာတဲ့အတွင်းကကလေးသတ္တိပေါ့ဒီလိုချင်းချင်းနေဖြစ်လာပြီးတဲ့နောက်6လလွယ်ကျွတ်တို့10လခတ်တုတ်တုတ်လေးဖွာလိုက်ကြပါစို့တရားရဲပဲဖွာလိုက်ကြစို့ကျုပ်တရား6လ10လအဟုတ်ဆောင်ဟောနောက်နှစ်တောင်ပြီးကြမှာပြီးကဲဖွာလိုက်ရောသားယောက်ျားလေးဖွာမြောက်လို့အပြင်မဲ့ရောက်လာတဲ့အချိန်ခါမှာကလေးကလေမိမကက်ကမြင်းရင်ကက်ကက်လာအောင်ငိုသည်နန်းကိုနန်းရင်ငိုသည်မိမကိုကွက်မုံသည်မဟုတ်အမေလို့သူကစပြီးတော့မုံခဲ့သည်မိမတွေရဲ့ပေါ်မုံမြင်ခြင်းဘူးကြည့်ခြင်းဘူးဗြဟ္မပြေကဆင်းလာတဲ့ကလေးကိုအချော့တော်ရင်းနဲ့ဘယ်လိုပင်ချော့တော်လဲဘယ်မိမလက်ပေါ်ရောက်လို့မှချော့လို့မရကော်လိုက်ထိုးလိုက်လှောင်လိုက်ငူလိုက်နောက်တော့ဘယ်မိမမှချော့လို့မရပါလားမင်းကြီးများဟဲ့မင်းကြီးကလေးပွေပြီးတော့တိတိချာချာကြည်စမ်းပါဦးကြည်စမ်းပါဦးဆိုပြီးတော့အမတ်ကြီးတယောက်လက်ထဲရောက်သွားတော့ကလေးကတိတ်သွားတယ်ပြိတ္တငိုတော့အဲ့ဒီလိုအမတ်တယောက်လက်ထဲတိတ်သွားလို့မငိုတော့အော်လက်စတတ်တော့မိမမုံနဲ့သားပါလားအနတ်နာတော့လေသူငိုပြန်တော့ဒါကြောင့်မိမအနတ်ကိုမခံကျင်လို့နာမည်ကလေးမှဲ့လိုက်တော့အနိဋ္ဌိခန္ဓာကုမာရဒီနာမည်လေးပေးလိုက်ဟောချစ်စိတ်မကြီးရွယ်ရုပ်ရှင်တွေမုန်းစိတ်မကြီးရွယ်ရိုက်တုံးကကျုပ်ကချစ်စိတ်မကြီးရွယ်ဟောတုံးကလည်းအနိဋ္ဌိပဲနော်အဲ့ဒီအနိဋ္ဌိကပစ္စုပန်ဝတ္ထုဒါအတိတ်ဝတ္ထုဗျဇတ်ထုတ်တထုတ်စီဗျဒ
ဒီအနိဋ္ဌိဆိုတာအတိတ်ဝတ္ထုဘသူဆိုတာနောက်ပိုင်းကျမှပေါ်လာလိမ့်အဲ့ဒီကဲ့သို့တရားနာပရိသတ်ကြီးအနိဋ္ဌိကံဒါလို့အမည်လေးမှဲ့မိမမုံတဲ့နေရာမှာအမေကစပြီးတော့မုံသည်ပရိသတ်ကြီးဘသူကစမုံတာမိမအနတ်မခံရင်အောင်မုံသည်ဘယ်လိုမုံတာတော့ဟဲ့ငါနည်းနည်းတော့ရန်ကုန်မြို့ကငန်းကြီးများအကူများမေးကြည့်ရအောင်တို့တရားဝဲတဲ့များမိမအနတ်မခံနိုင်အောင်မုံတဲ့ယောက်ျားရွေးထုတ်ဘယ်နှယောက်ရပါရှယ်လည်းရှောက်ပြောတယ်ဒီကောင်ကြီးကြလားအေးကွယ်အရှင်ဘုရားကစလို့ငါလည်းဒီလိုပြောခြင်းပြောပါတော့တို့လည်းမိမအနတ်မခံရင်အောင်မမုံပါဘူးဟောဒီစာသင်တိုင်းလုံးမရှိတဲ့ဆရာတော်လေးလည်းမိမအနတ်မခံရင်အောင်မမုံပါဘူးဖရာအလောင်းတော်ကြီးကိုဘုရားရဲ့ဖရာအလောင်းတော်ကြီးမမုံမေမယ်လို့ထိမ့်သိမ့်တော်မူတဲ့ပုဂ္ဂိုလ်တွေမှသက်သာကြပါသည်ထိမ့်သိမ့်ရင်သက်သာဘူးလားပြိဿအေးထိမ့်ရင်သက်သာတော့ကွာထိမ့်သာထားကြဟောဗျာဘယ်လိုလူတွေတုံးအတွေးသမားတွေနဲ့ကြီးတွေ့ဖယားအစရှိတဲ့သူတော်ကောင်းတွေဓာတွေကိုထိမ့်သိမ့်ဆောင်ရှောက်ပြီးတော့နိဗ္ဗာန်ရောက်ကုန်ကြပြီဒါကြောင့်ထိမ့်သိမ့်ကြလို့ဘုန်းကြီးပြောနေပါကြည့်တရားနာပြိဿကြီးအဲ့ဒီကဲတော့မိမအနတ်မခံရင်အောင်မုံကျွတ်တို့တကာတွေကတော့ဒီလိုမုံမှာဟုတ်ပါဘူးကွက်မုံမှာဟိုကအမေကစမုံကျွတ်တို့တကာတွေကတော့ဟိုမန္တလေးကဟိုတကာအံ့လို့နေမှာပါတကာအံ့ဆိုဖယားတဲ့ခမရမိမတွေမုံလားဆိုမုံပါဗျာဘယ်လိုမုံတာတုံးဆိုတပည့်တော်မိမကြီးကလွယ်အကုန်မုံပါဗျာတဲ့တော့ခမရတို့လည်းကွက်မုံမဲ့လူတွေနဲ့တူပါရဲ့ကဲကြည့်တရားနာပြိဿကြီးဒီလိုမိမအနတ်မခံရင်အောင်မုံနဲ့ဘယင်သားကလေးစီမိမအသွင်မိမအဝတ်အစားနဲ့မိမရဲ့ဆင်ပုံပြင်ပုံဝတ်စားပုံမြင်တာနဲ့လည်းသူငိုသည်မိမအဝတ်စားတွေဝတ်ပြီးတော့နှုတ်ချိုတိုက်ကျွေးသောခါမှာမိဘရဲ့ခေါင်းကြီးသည်ပဲနှုတ်ချိုတိုက်ကျွေးလို့မရဘယ်လိုနှုတ်ချိုတိုက်ကျွေးရသလဲလို့ဆိုတော့ဟောမိပရခေါင်ကြီးယောက်ျားလိုဝတ်ပြီးတော့နှုတ်ချိုတိုက်ကျွေးရတဲ့မြို့ပရိသတ်ကြီးဘယ်လိုဝတ်ပြီးတော့နှုတ်ချိုတိုက်ကျွေးရတော့အေးဒါကြောင့် gain နည်းနည်းလေးဆိုကြည့်စားဟိနည်းနည်းလေးဆိုကြည့်စားဟိလူအဖြစ်ရစဉ်ကလေးကမိမတွေကိုမမြင်လိုပါနဲ့မိမအနတ်နိုင်ရင်ကွယ်ကဲကဲလန်းအောင်ကိုကဲဆိုပါဘူးကွာမိမအနတ်နိုင်ရင်ကဲကဲလန်းအောင်ကိုသဟိပြီးတော့ဗါတဲ့ဆိုကြမှာအနိဋ္ဌိတရုသာဝေမြေရုံကလေးနဲ့မုံရွေလာခဲ့တဲ့ဆိုကြဟဲ့လူအဖြစ်ရစဉ်ကလေးကမိမတွေကိုမမြင်လိုပါတယ်မိမအနတ်နိုင်ရင်ကွယ်ကဲကဲလန်းအောင်ကိုကဲကွာဒီကကြီးအော်ရမဟာပြီးတော့အနိဋ္ဌိတရုသာဝေမြေရုံကလေးနဲ့မုံရွေလာခဲ့တဲ့ဘယ်မိမများမှာချော့လို့မပြုံးနဲ့ကော့လို့ယုံနဲ့ယောက်ျားတွေချော်တုံးမဲ့မော်ပြုံးငါရီခဲ့တယ်ထိုကလေးကိုကွယ်နှုတ်ချိုတိုက်ကျွေးမလွယ်အသွင်ပြင်းပြောင်းလာရဲ့
မေမေယောက်ျားသဖွယ်ဟဲ့သူ့အမေကယောက်ျားလိုဝတ်ပြီးနှုတ်ချိုတိုက်ကျွေးမှစိုးတဲ့ကွာဒါတော့မတဲ့ဆိုလေစမ်းမအသွင်ပြင်းပြောင်းငါရဲ့မေမေယောက်ျားသဖွယ်မိမယားသခင်မဲယောက်ျားလိုပင်ဝွေဝွေတိုက်ကျွေးတယ်ဟဲ့သူ့မိကနှုတ်ချိုတိုက်ကျွေးတဲ့အချိန်ခါမှာဘယ်လိုဝိရတော့ဟဲ့ဒါဖြင့်သူယောက်ျားတွေရဲ့အပေါ်မှာမုန်းစိတ်မရည်ရွယ်ခဲ့ဘူးပေါ့ကွာရွယ်ခဲ့ရလားဟဲ့ဆိုတော့မှယောက်ျားတွေကိုကွယ်မုန်းစိတ်မရည်ရွယ်မုန်းမဖြင့်စိတ်ကမရည်ရွယ်သို့တော်လဲကွယ်သို့တော်လဲကွယ်သို့တော်လဲကွယ်အမလေးငါဒီဟာဖြတ်ထားတာရှေ့ဇတ်ထုတ်ကြီးအကုန်ပေါ်သွားမှာစိုးလို့ဟာမဟောဘဲနဲ့တချင်းပြီးသွားလို့လည်းဖြစ်သေးဘူးဟဲ့ကဲဒါကြောင့်တရားနာပရိသတ်ရေယောက်ျားလိုဝစ်ပြီးတော့နှုတ်ချိုတိုက်ကျွေးမှစိုးခဲ့တဲ့ဟဲ့အဲ့ဒါလိုနေလာတဲ့ဘယင်သားတဖြည်းဖြည်းနဲ့ကြီးထွားလာသောအခါအခန်းထဲမှာသူ့အဆောင်ထဲမှာမိန်းမတယောက်မှဝင်ရဘူးယောက်ျားအဆောင်ရှောင်းနဲ့နေခဲ့ယောက်ျားရဲ့အပေါ်မှာလူဖြစ်တဲ့အချိန်ကစပြီးတော့မုန်းစိတ်မရည်ရွယ်ခဲ့ရလားပြိဿကြီးမုန်းစိတ်မရည်ရွယ်ပဲနဲ့နေပြီးတော့လာခဲ့တဲ့အနိဋ္ဌိခန္ဓာသရုပ်သားပါယနသီမင်းမြတ်ကမင်းကြီးများခက်တော့တာပဲထီမွေးလုံးညောက်သားတယောက်ရဲ့လို့ခွမ်းမြောက်လာပြီမဲ့လို့မိမတလောက်မုန်းနေတဲ့ဆိုရင်ဖြင့်ဒီကိစ္စအိမ်အောင်ချထစုလျာရစ်ပတင့်တော်တဲ့မိမသားကိုခေါ်ပြီးတော့လက်ထပ်ဖို့ခက်လာကြီးလားခက်တော်တာပဲမင်းကြီးများဘယ်လိုလုပ်ပြီးတော့အိမ်အောင်ချထားဖို့စီစဉ်ရပါမတော့ငါဤသားတော်လေးသည်မိမတွေတလောက်မုန်းပြီးတော့နေရင်ဖြင့်သားတယောက်ဖွားမြောက်ရတဲ့ဘယင်ဖြစ်တော်လေထီနန်လွှဲအပ်ဖို့ကိစ္စလူပြိုကြီးဘဝနဲ့တိုင်းပြည်အုပ်ချုပ်ရမယ်ဆိုရင်မင်းတို့သိတဲ့အတိုင်းလူပြိုကြီးဘဝနဲ့ထီနန်စီစိန်အုပ်ချုပ်မင်းလုပ်ဖို့ကိစ္စမလွယ်ပါလားမင်းကြီးများငါသားတော်လေးမိန်းမတွေရဲ့အပေါ်နှစ်သက်လာအောင်ငါပဲလို့ဖန်တီးကြပါမတော့ဒီတိုင်းသာဆိုရင်ဖြင့်ထီးနှံစီစဉ်ကြီးလွှဲဖို့အတော်ခက်တယ်မင်းကြီးများမှန်လားပါဗျာသားတော်ကလေးဒီမိန်းမများကိုတမုံမှသဖြင့်လူလားမြောက်အရွယ်ရောက်တော့လဲလူလားမြောက်အရွယ်ရောက်တော့လဲမှန်လားပါဗျာတဲ့မိန်းမအဆောင်လျှောက်ထားလို့မရယောက်ျားအဆောင်အရှောက်များနဲ့သာလျင်ဖျားကျွန်တော်မျိုးကြီးများထားရပါဗျာမိမအဆောင်ဆောင်များနဲ့ထားရတယ်မင်းကြီးများအဲ့ဒါပဲလို့လောက်ကြမတော့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဖြစ်လာသောခါလောကဆိုစကားလေးကမောင်းယောက်ျားကောင်းတော့မောင်းမတထောင်နဲ့တိုင်းပြည်အုပ်ချုပ်ဘယင်ရဲ့လို့လှုပ်လာရဲ့မိဖုရားတယောက်တင်မကမင်းကြီးဗျာများစွာသောမိဖုရားတွေထားကြတော့ဟဲ့ငါဤသားတော်များစွာမထားခြင်းနေပါစေတော့ငါဘယေကိုရောမြတ်ကြီးမရှိတဲ့နောက်မိပယခေါင်တယောက်နဲ့ရွှေနှန်းဆိုင်ရင်ငါကြည်နပ်လာပါပြီငါသားတော်ကြီးကိုပဲလို့လုပ်ပြီးတော့ငါစီစဉ်ရပါမထုံးလို့ညီးတွားနေတော့တရားနာပရိသတ်ကြီးကကြည်တယ်မလေးတယောက်ကမှန်လားပါဗျာ
မှန်လားပါဗျာတဲ့ဖယားကျွန်တော်မျိုးကြီးအနိဋ္ဌိကန္ဓသဒုသားကိုမိမများရဲ့အပေါ်မှာနှစ်သက်လာအောင်ဖန်တီးနိုင်ကြောင်းပါဗျာဖျားရောက်နိုင်ကြောင်းပါဗျာဟဲ့ဟုတ်ကဲ့လားကကြည့်တယ်မှန်လားပါဗျာဖျားရောက်နိုင်ကြောင်းပါဗျာတကယ်ပြောနေတာလားဟဲ့ဘယ်လိုအပြိုတော်မောင်းပါကြီးနဲ့မှမိမကိုနှစ်သက်အောင်လုပ်လို့မရတဲ့သားတာမန်ကကြည့်တယ်သင်လို့မိမသားတယောက်ကဖျားရောက်နိုင်မှာမလားမှန်လားပါဖျားရောက်နိုင်ကြောင်းပါဗျာဖယားကျွန်တော်မျိုးမကြီးသာဖျားရောက်လို့အောင်မြင်ခဲ့ရင်ဘယ်လိုဆုတော်လက်တော်များပေးသနာမှာလဲဗျာဟဲ့ကကြည့်တယ်သင်သာဖျားရောက်နိုင်မယ်ဆိုရင်လေသင်အလိုရှိတဲ့ဆုလက်တော်ငါပေးသနာမယ်မှန်လားပါဗျာတဲ့ဖျားရောက်လို့ရကပေးသနာမယ်ဆုတော်လက်တော်ကိုလူချင်းသောဆုကိုပေးသနာမယ်ဆိုပါကဖယားကျွန်တော်မျိုးမအဖျားရောက်လို့အောင်မြင်ပါကဘယင်သားကြီးအနိဋ္ဌိကန္ဓသရုသားအားဖယားကျွန်တော်မျိုးမလင်အဖြစ်ပေးသနာရပါလိမ့်မယ်ဗျာဣဒရေတခါတည်းနဲ့အပိုင်ချိုင်းတာဖျားတော့ဖျားရောက်မယ်တဲ့ဖျားရောက်လို့ရရင်ပေးသနာရမယ်စုကလင်အဖြစ်ပေးသနာရပါလိမ့်မယ်ဗျာဟဲ့ဘုန်းကြီးများကြားကြရဲ့မှန်လားပါဗျာမှန်လားပါဗျာဒါတော့တမင်သက်ကကြည်တယ်မကဘရင်သားကိုဖြင့်စီးပြီးသူကမရအပိုင်လုပ်မယ်လို့ကြံတာနဲ့တူပါရဲ့ဗျာဟဲ့မင်းကြီးများဘယ်လိုပဲကြံပေါ့ကွယ်ဘယ်လိုနည်းနဲ့မှမိမအပေါ်မှာနှစ်သက်တဲ့သားသူနှစ်သက်အောင်လုပ်နိုင်ရင်မိမသားသူ့ကပေးစားနိုင်တယ်ကဲကောင်းပြီဟဲ့ကကြည်တယ်မဘာလို့ရှိမှန်လားပါဗျာဘယ်ကျွန်တော်မျိုးမကြီးအားစောင်းတလုံးပေးပါဗျာဟဲ့မင်းကြီးများသူ့လိုတာပေးလိုက်ကြစောင်းလေးတလုံးပေးလိုက်ပြည့်တော့ဘာပေးလိုက်တော့စောင်းတလုံးပေးလိုက်တော့ခါတရားနာပြည့်တတ်ရေသူကယောက်ျားလိုဝစ်ယောက်ျားလိုဝစ်ပြီးတော့စောင်းလေးကိုပိုက်ဘယင်အမိတ်တော်ကြီးကလည်းသူ့ခွင့်ပြုထားတယ်ကိုခွင့်ပြုထားတော့မင်းသားရဲ့အဆောင်တော်ရင်းကိုသူဝင်ရန်ခွင့်တောင်းပြီးခွင့်တောင်းတော့အဆောင်လျှောက်တွေကဘယင်ကြီးခွင့်ပြုချက်သိကြသဖြင့်မင်းသားကိုသွားပြီးတော့တော်ဥတင်ညကိုတော်လေးဗျာကိုတော်လေးဗျာဟဲ့ဘာလို့မောင်မင်းဗျာမှတ်လာပါဗျာအိုးယောက်ျားတစ်ယောက်ကကိုတော်လေးအဖြေပြောရန်အတွက်စောင်းတီးပြီးတချင်းဆိုဖြေပြောခြင်းပါတဲ့ဗျာအေးခေါ်ခဲ့ကြကွယ်ဆိုရှိတော်ရောက်သွားခြေရင်ကထိုင်းလို့သောပြီးပြိဿစောင်းကလေးနဲ့ကျုပ်တော့စောင်းပါဘူးနော်စောင်းတီးပြီးဆိုမှာကဲဆိုလားဟဲ့စောင်းတီးတချင်းဆိုအကုအပါမှာပါကွယ်တရဏဒူနဲ့တန်းနဲ့ဒါတွေပါမှာပေါ့ကွာပွဲတယ်ဆိုရင်ပေါ့ဆိုလားဟဲ့လောကရဲ့ဘုံအလဲရှိနေသူဦးတိုင်းမဲ့နေရောကြီးဟိပေါ်စားဆိုစားဟိလောကရဲ့ဘုံအလဲရှိနေသူတိုင်းမဲ့ပြောကြပါကြဖူမတော်တွေအတော်ကုငါယဟနာမဟုတ်ကြရင်တော့ဒုက္ခဝတွင်မကင်းရလို့လောကတန်ရာလဲ
ခုတော့လေကွယ်မတုံမလှုပ်ကြည့်ပါကလားယောက်ျားဟုတ်မဟုတ်ပါလေစားကွယ်ယောက်ျားမဟုတ်ရဲ့လားတဲ့လောကကြီးကာမတတ္တဝါတွေဆိုတာအာသဝကုန်ခန်းတဲ့ယဟန္တာယောက်ျားယဟန္တာမိန်းမမဟုတ်ကြရင်တဲ့ဒီလိုမနေပါဘူးတဲ့အခုတော့သူယောက်ျားမဟုတ်ရဲ့လားစိတ်ဆောင်းကလေးနဲ့ဘာလဲဆိုသားမခုတော့လေကွယ်မတုံမလှုပ်ကြည့်ပါကလားယောက်ျားဟုတ်မဟုတ်ပါလေစားကွယ်မဟုတ်ဘူးထင်တယ်ကိုရဲ့ဟောလိုက်ဟေးယောက်ျားဟုတ်ပါလေစားဝဲမလီဟာမဆိုးဘဲနဲ့ငါပြစ်ထားကြတယ်ကိုပိဿအေးနေလို့ကျုံကအော်သရင်တာဘုန်းကြီးသိအော်လို့မကောင်းလို့ခတ်လျှော့ဆိုးနေရတော့လည်းခမ်းမကြဘူးဗျကဲအဲ့ဒါလို့ဆိုလိုက်တော့တရားနာပိဿကြီးယောက်ျားလိုဝစ်ပြီးစောင်းတီးပေမဲ့လို့အတန်ကမိမ့်မတန်ကိုပိဿကြီးဘာသာမလေးမိမ့်မတန်ဆိုးနေတာကလည်းကိုတဲ့ပိဿရဲ့ယောက်ျားများလေမိန်းမကကိုဆိုတဲ့အတန်လေးကြားလိုက်ကြတဲ့ကဟိုတုန်းကပြောပါတယ်အခုမဟုတ်ပါဘူးဟိုတုန်းကကြည်စမ်းဟဲ့အောင်မင်းမြဖေဟာအခုစောင့်တီးတချင်းဆိုနေတာဘာလို့လဲအိုးသူပဲလေသူဆိုတာငါသိယောက်ျားလားမိန်းမလားကိုတော်လေးကလည်းကိုတော်လေးမျက်စိနဲ့အမြင်သားနဲ့ငါမြင်နေတာတော့ယောက်ျားအသွင်ပဲကွအယောက်ျားမို့ယောက်ျားအသွင်မြင်တာဘောကိုတော်လေးရဲ့ကြည်စမ်းပါဒီထဲသူကငါ့ကိုမြအောင်မလေးမတုံမလို့ကြီးနဲ့ယောက်ျားဟုတ်မှဟုတ်ပါလေစားငါယောက်ျားဟုတ်မှဟုတ်ပါလေစားလို့ဆိုနေတယ်ကွစောင့်တီးတဲ့အမောင်လူလင်ရှင်အဲ့ဖျားအကုန်ကဖြစ်ပြီမောင်မင်းမြဖေရမင်းတို့ငါယောက်ျားဆိုပြီးဒီထက်လိမ့်ခေါ်လာတာနဲ့တူမဟုတ်ပါဗျာအဲ့ဒါယောက်ျားပါဗျာမဟုတ်ဘူးကွမဟုတ်ဘူးမောင်မင်းမြဒီထဲသူကငါ့ကိုယောက်ျားဟုတ်မှဟုတ်ပါလေစားဓမ္မငါယောက်ျားကွာအနိဋ္ဌိကန္ဓဆိုတဲ့ဘုရင်သားငါယောက်ျားကွာဟုတ်ဘူးထင်ပါရဲ့ကိုရဲ့ကိုရဲ့မောင်မင်းမြဖေကိုရဲ့ဆိုတာမင်းတို့ခေါ်တဲ့ကိုရဲ့နဲ့မတူဘူးကွာအတန်မရိတ်သက်တော့အတန်ဓာတ်ရှိသေးတယ်နော်ကပ်ပြီးတော့ဘာမှကိုကျွတ်တို့ဒီပြစကားတွေပြောသေးတာမဟုတ်ဘူးအတန်ရှိသေးတယ်မင်းတို့ပြောတဲ့အတန်မျိုးမဟုတ်ဘူးသူကိုဆိုတဲ့အတန်ကတစ်မျိုးကြီးပါလားဒီထဲငါယောက်ျားဟုတ်မှဟုတ်ပါလေစားတဲ့အမောင်စောင်းတီးတဲ့လူလေငါယောက်ျားကွအိုးဟုတ်မထင်ပါဘူးယောက်ျားဆိုရင်ဒီလိုမနေဘူးအာသောကုန်ခန့်နဲ့ယဟန္တာမဟုတ်တဲ့ယောက်ျားဆိုရင်ဒီလိုမနေဘူးဒီလိုနေလို့ရှိရင်လည်းယောက်ျားမဟုတ်ဘူးပြောအမောင်လူလင်မင်းစကားတည်ဆန်းပါအာသောကုန်ခန့်နဲ့ယဟန္တာမဟုတ်သေးလို့ရှိရင်လည်းယောက်ျားဆိုရင်ဒီလိုမနေဘူးဒီလိုနေရင်လည်းယောက်ျားမဟုတ်ဘူးမင်းစကားအတော်ဆန်းတယ်ငါယောက်ျားပါကွာဟုတ်ပါဘူးတဲ့ယောက်ျားမဟုတ်လို့ဒီလိုကြီးနေတာပေါ့ကဲဒီမှာငါယောက်ျားဆိုတာသိရအောင်လေပေါင်းမင်းမြပြမထွက်ပြမကိုကိုင်းကွာအကုန်နှင်းမ
အကုန်နှင်းတော့မင်းချင်းယောက်ျားတွေလည်းအပြင်းမဲ့ထွက်ပြီးတော့ပေါ့ကွာအပေါက်ရှိရာရှောက်ရှာရဟာဟိုအဝေးသွားကြတော့မယ်ဘောကွာယောက်ျားမဟုတ်ဘူးဆိုတော့လေဟိုကငါယောက်ျားဆိုတာသိရအောင်မင်းတို့အပြင်ဘက်ထွက်တဲ့ဘာလို့လဲမထွက်ချင်းမနဲ့ထွက်လာရတယ်အာရီမြန်ပြောကြဆိုကြမှာပါလိမ့်အပြင်ကချောင်းနာထောင်ကြကိုတော်လေးယောက်ျားဟုတ်ရဲ့လားယောက်ျားပေါ့ဟေးဒီမှာငါယောက်ျားဟုတ်တလားမေးမနေနဲ့ဟေးစောင်းတီးတဲ့အမောင်လူလင်မင်းကကိုယောက်ျားဟုတ်ကဲ့လားမင်းကကိုယောက်ျားဟုတ်ကဲ့လားဟုတ်တယ်မဟုတ်ဘူးဟေးငါမလိန်နဲ့မင်းယောက်ျားမဟုတ်ဘူးကိုတော်လေးလည်းယောက်ျားမဟုတ်ဘူးကိုတော်လေးယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်လို့ဒီလိုနေတာပေါ့ကာမတတ္တဝါဆိုတာအာသဝကုတ်ခန်းနဲ့ယဟန္တာမဟုတ်ရင်ကြည့်တေးသေးချာချာနားထောင်စမ်းဒီမဲ့စောင်းတီးပြီးတော့ဆိုပြမယ်ဆိုပြီးခုနကတချင်းလေးပြန်ဆိုပြစောင်းတီးတချင်းဆိုအကိုပါမှာပါကွယ်တရနဲ့ဒူနဲ့တန်းနဲ့ဒီတိုင်းလာမှာကိုကွာလောကရဲ့ဘဝလည်းရှိနေသူဦးတိုင်းပြောကြပါကြဖို့မတော်တွေရဲ့အတော်ဟောကုငါယဟန္တာမဟုတ်ကြရင်တော့ဒုက္ခဝတွင်မကင်းရလို့လောကသံရလဲခုတော့လေကွယ်မတုံမလုံးကြည့်ပါကလားယောက်ျားဟုတ်မဟုတ်ပါလေစားကွယ်ဟေးဟုတ်တယ်ငါယောက်ျားမဟုတ်ဘူးထင်နဲ့မဟုတ်ဘူးထင်နဲ့ကိုရဲ့ယောက်ျားဟုတ်ရဲ့ကြောက်ကိုပြဟုတ်ဘူးထင်တဲ့ယောက်ျားဟုတ်ရင်တဲ့ကြောက်ကိုတဲ့အဲကွာရှေ့လျှောက်ခေါ်ရင်လည်းပဲသိတ်ကြားနေမဲ့ဇက်လန်းမှာနော်ကြားနေမဲ့ဇက်လန်းမှာအတွင်းဘသူမှရှိတော့တာမှမဟုတ်ပဲခတ်တုတ်တုတ်နဲ့ဒုဇတ်ထုတ်ကိုကြားဖြတ်ပြီးတော့တို့ဖြတ်လက်လက်လေးပြောရမယ်ဆိုရင်ကဲသွားပြီကွာဟေးမိမတွေမြင်ကြတဲ့ကမုန်းလာတဲ့ယောက်ျားအခုတော့ယောက်ျားအသွင်းနဲ့စောင်းပိုက်ပြီးတော့ငါအဆောင်တော်တဲ့ကိုဝင်သူ့အတန်ကြားကြတဲ့ကကြက်သိမ့်နေတပြန်းပြန်းထလို့ယောက်ျားဟုတ်မထင်ပါဘူးလို့ငါကမေးသူကငါကိုယောက်ျားမဟုတ်ဘူးလို့ပြောလက်စားတတ်တော့ငါကယောက်ျားအစ်စ်သူကယောက်ျားမဟုတ်ခုတော့သူ့အပေါင်းဟာပဲလို့လုတ်ပြီးတော့ဒီတန်ရောစင်ကြီးပြတ်နိုင်မှာမတော့ဟာလေစောင်းတီးတဲ့လူလေလေမင်းယောက်ျားမဟုတ်တာငါသိပြီမိမအဖြစ်ကိုလည်းငါသိပြီပြီးတော့မင်းနဲ့ငါနဲ့လည်းချစ်ကြိုးသွဲမိပြီငါပဲလို့လှုပ်ပြီးတော့ခွဲရပါမလဲကွယ်တာရင်စမလေးပြောပါပေါ့ကွာပြောပြီးတော့ဟေးအဲ့ဒီအချိန်ကစပြီးမိမရဲ့အပေါ်တန်ရောစင်ဘလောက်ကြီးတယ်လဲလို့ဆိုတော့ဟေးအာနိတိကန္နာအာနိတိကန္နာမင်းဒီယောက်ျားရဲ့အပေါ်မှာနို့ချိုတိုက်ကျွေးတာတောင်မိမအသွင်မြင်ကက်ကက်လန်အောင်ငိုလို့ယောက်ျားလိုဝစ်ပြီးတော့မိပရခေါင်ငါမေတော်ဒီနို့ချိုတိုက်ကျွေးကြရယောက်ျားတွေကိုလူဖြစ်တဲ့အချိန်မြင်တဲ့အချိန်ကစလို့မုန်းစိတ်မရည်ရွယ်ခဲ့တဲ့ယောက်ျားအခုတော့မိမရဲ့အပေါ်မှာမုန်းလို့ယောက်ျားရဲ့အပေါ်မှာမုန်းစိတ်မရည်ရွယ်တော့လဲယခုအချိန်မှာတော့မိမရဲ့အပေါ်မှာတန်ရောစဉ်ကဒီကနေ့ကစပြီးလောကတတစ်ခုလုံးလောကကြီးမှာယောက်ျားမရှိရဘူးယောက်ျားမရှိရဘူးလောကကြီးမိမတွေတပြုံလုံးနဲ့ယောက်ျားဆိုရင်ငါတယောက်သာရှိရမယ်ထားဘူးယောက်ျားတွေကိုင်းကွာလွန်နာကွာလောကကြီးတယ်နော်မထားဘူးလောကကြီးမိမတွေအကုန်လုံးနဲ့ယောက်ျားဆိုငါတယောက်သာရှိရမယ်ဘယ်ယောက်ျားမှငါမကြည့်ချင်ဘူးယောက်ျားမှန်သမျှအကုန်လုံးဟဲ့ကောင်နေပြေးကြနော်
ဟဲ့ကောင်လေးယောက်ျားတွေတတ်တော့မှပြေတော့ပြေတော့မင်းတို့ပြောတာမဟုတ်ဘူးဟိုချောင်းကြည့်တဲ့ကောင်တွေကပြောနေတာတယောက်နဲ့တယောက်ဟဲ့ကောင်လေးပြေတော့ယောက်ျားတွေတတ်တော့မှလေကွာနောက်ကြတရားနာပြေးတာအဆောင်တော်တကားကိုဖွင့်အပြင်မဲ့ကြည့်လိုက်ဟောကိုတော်လေးဟေးကိုတော်လေးမလို့လာကြည့်မင်းလာလားမင်းယောက်ျားလားမင်းမလားဟာလာမင်းမပါဗျာကြောက်တာနဲ့မိမကြီးပြောကုန်ရဟေးမင်းယောက်ျားမဟုတ်ပါဘူးမင်းမပါဗျာဘာမင်းမလို့ကဒါရောက်ပါရုပ်ကွာခါဘာပြောကောင်းလဲပရိသတ်ရေဝတ်ထားတဲ့ပစိုးကိုဒါယောက်ျားဝတ်တဲ့အဝတ်ကွာဆိုသိတကောပရိသတ်အမလေးပြီးတော့မှစံတိမ်ပြီးတော့တန်လျက်နဲ့ပိုင်းချလိုက်သွားရောဟေးတေးရောကွာပါယောက်ျားလေးဘာလို့မထားဘူးဟေးယောက်ျားပါလေများကုန်းသားမကွာဟေးအာနိတိကန္တာလောကကြီးရှိသမျှမိမတွေတပြုံလုံးအကုန်လုံးနဲ့ငါတယောက်ထင်းယောက်ျားရှိအောင်မလာခဲ့တီဗီတော့ဆိုပြီးတန်လျက်ကင်ပြီးအပြင်ထွက်ဘာပြောကောင်းမလဲပြည်သားတွေးသမျှအကုန်သတ်ဟေးကောင်မယောက်ျားလားမိမပါဗျာလိမ်ညာမိဒီကောင်လာတယ်ဇက်နှိမ်တန်လျက်နဲ့ပိုင်းသားအကုန်လုံးတတ်လိုက်တာပြည်သားရေဟောရွှေနေတော့ပေါက်ကြပြီလို့ဟဲ့ပြည်ကြီးမြဖယားဘယ်လိုဖြစ်ကုန်ကြတာတော့အမလေးငါရွှေနေတော့ကြီးရုပ်တဲ့နဲ့ခက်လာကြီးလားကွယ်လို့ဘယ်လိုဖြစ်ကုန်ကြတာတော့မှန်လားပါဗျာဘုရားကျွန်တော်မျိုးကြီးများမှန်နဲ့တိုင်းတော်ဥတင်မအနိဋ္ဌိတတုသားသည်အနိဋ္ဌိကန္နာတတုသားသည်မွေးဖွားခါစားမိမအသွင်နဲ့နှုတ်ချိုတိုက်ကျွေးလို့မရလို့ယောက်ျားလူတောင်ဝစ်ပြီးနှုတ်ချိုတိုက်ကျွေးရလူဖြစ်တဲ့အချိန်ခါမှာယောက်ျားရဲ့အပေါ်မှာမုန်းစိတ်မရည်ရွယ်ခဲ့ဆိုလဲကကြည်တယ်မှနဲ့ဖျားယောင်းလို့အောင်မြင်သောခါအခုလောကကြီးယောက်ျားတယောက်မှမရှိရမိန်းမတွေနဲ့ယောက်ျားဆိုရင်သူတယောက်တည်းရှိရမယ်ဆိုပြီးတော့မှန်လားပါဗျာအကုန်လုံးလိုက်တတ်နေကြပါဗျာခက်တော့တာပါမလားကွယ်ဟဲ့မင်းကြီးများယောက်ျားကြီးအကုန်သားဆိုရင်ငါဆိုဖေးဆိုပြီးထားပါမလားငါခမဲတော်ဖခင်ဖေးဆိုပြီးတော့ငါဘာကိုထားပါမလားမှန်လားပါဗျာလောကကြီးယောက်ျားဆိုရင်သူတယောက်တည်းရှိအောင်မယ်ဆိုတော့အဖေလည်းတတ်မှာပါဗျာခက်တော့တာပဲကွယ်ဒီတိုင်းဆိုရင်ဟဲ့မင်းကြီးများဗျာအမိန့်တော်မှတ်မယ်အမိန့်တော်နာဂာညယခုချက်ချင်းအနိဋ္ဌိကန္နာတရုသအစစ်တနဲ့ဝိုင်းဖမ်းပြီးတော့ရွှေနှန်းတော်မှအခုငါထံရောက်အောင်ခေါ်ခဲ့ကြသူအဆောင်တော်မှနေပြီးတော့ငါရှိရောက်အောင်ခေါ်ခဲ့ကြမင်းကြီးများလို့ဆိုတော့တရားနာပိဋကရေစစ်တိအင်္ဂါနဲ့တကွအနိဋ္ဌိကန္နာအဆောင်တော်တဲ့ရှိနေကြသွားပြီလို့အမကြီးရှည်သွားတွက်ခင်ဗျာရှေ့သွားပေါသွားမှာခင်ဗျာသွားမင်းအမိန်တော်ကြီးနဲ့ပဲဗျအမိန်တော်ကြီးဗျတတ်ပါဗျသွားခင်ဗျာရှေ့သွားဘူးအမလေးရောက်တွေ့ကြတာဘိုးဘိုးတို့နောက်ကပါလေကြောက်မနေကြပါနဲ့အေးနောက်ကပါတာကိစ္စမရှိဘူးနောက်ကပါတာကိစ္စတို့ကရှေ့သွားမှာကဲမင်းတို့လက်ထက်ကလက်နဲ့တွေပါတယ်ဟိုဂျီ3နဲ့ကောင်ရှေ့သွားငါမပြောတော့ဂျီ3ခိုင်တာမသိဘူးဟေးသွားဖေးရှေ့သွားဒီကောင်ထားလို့မဖြစ်ဘူးဘယ်အမိန်တော်ကြီးနဲ့မှန်လားပါဗျာကျွန်တော်မျိုးကြီးများကဟိုအမမင်းများရဲ့နောက်ကလိုက်ရမှာပါဗျာနောက်ကနေပြီးတော့အန်တရယ်ပြုတ်မယ်ဆိုလို့ရှိရင်သူ့ကိုဖျားကျွန်တော်မျိုးကြီးတို့တောင်းယူပါတယ်ဗျာရှေ့ကသွားပါဗျာခွာကြတယ်ကွာအမင်းတို့ကလက်နဲ့ဒီကိုင်းပြီးရှေ့ကမသွားရဲတို့ကလည်းကြောက်တယ်ကွာတို့လက်ထဲဘာမှပါတာမဟုတ်ဘူးဟာမပူရနဲ့ဘူတို့ရဲ့ပေါ့ရှေ့ကကဲလာကြဟိစစ်တပ်နဲ့ဝိုင်းထားရှင်မင်းလားလမ်းခေါ်လိုက်တာမကြောက်ဟောရှိဘူးရှင်နေဗျဘယ်မရှိအောင်မလဲဗျတကားလေးဟိုတကားပေါက်ကြီးပိတ်ပြီးတော့နှစ်ယောက်သေးရှိသေးခေါ်ရှင်မင်းလားဟုတ်ဘူးရှင်မင်းလားတချို့များထူးလို့ခေါ်လို့မထူးလို့မကြားလို့ရှိရင်ပြိတ္တာတိုးရကကျဲခေါ်သူတို့ကလန့်ပြီးကျဲရကတိုးသွားရှင်မင်းလားဘိုးတို့အတန်ကဘယ်ပြောင်းဝင်နေမှမသိဘူး
အေးကွာဘယ်ပြောင်းဝင်နေမသိဘူးဟာတို့ကြောက်လာပြီဟာဒူးတွေတုံလို့ခေါ်ပါဗျာနောက်ကရှိပါတယ်နော်လက်နဲ့အပြည့်စုံနဲ့အိုးရှင်မင်းသားနောက်တကားဖွင့်ဟိုင်းဘသူတို့ဟိုင်းဘသူတို့ဆိုပြီးတော့អော်လိုက်ဟောမမေးအာမတိပြေးမလို့တယောက်ကင်ပြီးပြင်ညပြင်တော့မပြေးနဲ့နောက်တော့ပြောင်းမပြေးနဲ့ဒီမှာမြင်ရရှေ့ကအตาနေဒီအတွက်မပူပါနဲ့ဆိုပါလျက်ကနေခမည်းတော်ပြင်ကျွတ်တို့ဘယ်နဲ့လုံးမလဲနောက်ကလည်းပဲလက်နဲ့တင်နဲ့ချိန်လို့မပြေးရပါနေအตาနေကျွတ်တို့ရှိဟေးမင်းတို့ရှိတဲ့ကိစ္စမရှိတို့ကရှင်းဆုံးပါကွာခက်တော့တာပဲကျွတ်တို့ရှိပါတယ်ပြောရဲ့သားနဲ့ဟဲ့ဘယ်သူလုံးကွာအော်အရှင်မင်းသားဘယင်အမိန်တော်ကြီးပါပါတယ်ဗျာဘယင်အမိန်တော်ကဘယ်သူမှတ်အိုးကိုလေးမှတ်တယ်လေဘယင်ကအမိန်တော်ကြီးမှတ်လိုက်ကြအမိန်တော်စာပါပါတယ်ဘယင်အမိန်တော်ပါတာမပါတာမလိုချင်ဘူးခမည်းတော်အမတ်တီဆိုတာယောက်ျားကြီးဟုတ်ပါဘူးဟောဒီမကြမိမခမည်းရောမိမယောက်ျားလို့သူမှပြောရဲဘူးဘာမိမမှလဲခမည်းတော်အမတ်တီကယောက်ျားတွေလာခဲ့ပေပြီတော့ဒီမဲ့ကျုပ်ကလွန်ကာကြီးယောက်ျားဆိုရင်ကျုပ်တယောက်တည်းရှိရမယ်ဘယ်သူမှမထားဘူးဟေးလာခဲ့တမကွဆိုပြီးတန်လျက်ကင်ပြီးတော့တအားပြေးထွက်အလာမဟေးအလုံးဘယင်တမကလို့ဘာဖြစ်ဘယင်အမိန်တော်ကြီးအာနာဖီဆိုင်ရင်ဘယင်တတ်လို့သိရင်တိုင်းသူပြည်သားလည်းယုံငွေမရအခုဘယင်သားပင်ဖြစ်တော်လဲပဲယောက်ျားမှန်သမျှအကုန်တတ်မယ်ဆိုတော့ဘယင်မှာအန္တရာယ်မကင်းလို့ငါတို့စစ်တပ်နဲ့ချင်းနှင်းဝင်ရောက်ပြီးတော့ဖမ်းရဟေးမလှုပ်နဲ့ဆိုပြီးဝိုင်းထားကြစစ်တပ်ကြီးနေပါလားနောက်ကဘိုးတို့ကိုတော်လေးကြောက်ပြီသူတို့ကလည်းကြောက်နဲ့ကိုတော်လေးလုံးမနေကြပါနဲ့ဗျာကျုပ်ကိုခမဲတော်ကအမိန်တော်ရိုးမခိုင်မဲ့နဲ့စစ်တပ်ကြီးနဲ့ဝိုင်းတဲ့လားမလာပါကိုတော်လေးကလည်းစစ်တပ်နဲ့ဝိုင်းအောင်ယောက်ျားကြီးအကုန်တတ်နေတော့စစ်တပ်နဲ့ပဲဝိုင်းရတော့မှာဗျာစစ်တပ်နဲ့မဝိုင်းလို့ဟောဒီအမကြီး၄ယောက်ကြီးသာလာရင်၄လောင်းပေမှာမို့နောက်ကစစ်တပ်ပါခေါ်ခဲ့ရပါဗျာကဲအမိန်တော်မှတ်ပါဗျာအမိန်တော်မှတ်ပါတော့မှန်လှပါဘယင်အမိန်တော်ကြီးကနားတော်အနိဋ္ဌိကန္တသည်ယောက်ျားမှန်သမျှအပြစ်မရှိဘဲနဲ့အကြောင်းမဲ့တတ်နေပါသောကြောင့်နေပါအဲ့ဒီအမိန်နေပါအောင်ဟိုအပြစ်မရှိဘဲနဲ့လို့တော့မပြောပါနဲ့အပြစ်ရှိတယ်ဟိုကိုတော်လေးကိုယောက်ျားကြီးကဘာလုပ်လို့တော့ယောက်ျားတွေကကိုတော်လေးကဘာမှမလုပ်တာမိန်းမတွေနဲ့သူတို့နဲ့ငါကြည့်ချင်တာမဟုတ်ဘူးဒီမဲ့ကြည့်ချင်တာမဟုတ်ဘူးဒါကြောင့်ဒီမဲ့အပြစ်ရှိနေတာကယောက်ျားမှန်သမျှသည်မိန်းမနဲ့တဘာဝချင်းမတူလို့ငါမျက်စိအောင်အတူတူနေတာကိုငါမကြည့်နိုင်ဘူးဒါကြောင့်လောကကြီးမိန်းမမှန်သမျှနဲ့ယောက်ျားဆိုငါတယောက်ချင်းရှိရမယ်ဆိုပြီးတော့တတ်တာဒါအပြစ်ရှိသလားအလူသမှုကြီးတလောက်ကျူးလွန်ထားယောက်ျားတွေတတ်ထားအများကြီးအပြစ်မရှိပဲနေပါမလားဒါကြောင့်ကိုတော်လေးကိုယခုအမိန်တော်မှတ်တာကပြီးဆုံးအောင်နာဂမငါဒီယောက်ျားမှန်သမျှအကုန်တတ်ချင်းတော်လဲနောက်ကစစ်တပ်ကလည်းပါလာငါအသက်သေးမှားကလည်းပဲအိုးနိကနေပါသဖြင့်ဒီကိစ္စအမိန်တော်မှတ်တာနာခံပြီးတော့ငါအသက်ရှင်ရရှင်ကြောင်းငါကြမှာတော်တော့မှာပဲလေလို့သူ့စိတ်ထဲကြံကဲအမိန်တော်ပြီးဆုံးအောင်ဖတ်ပါလေမလာပါဘယင်ကိုတော်မြတ်ကြီးအမိန်တော်မှတ်တာကသားတော်အနိဋ္ဌိခန္ဓာသည်ယောက်ျားတွေအပြစ်မရှိပဲတတ်နေပါသောကြောင့်ယခုချိန်ကစပြီးတော့မိအင်မတန်နှစ်သက်ပါသည်ဆိုသောကကြီးတယ်မကလက်ဆွဲလို့တာမှုတတ်မိတ်မချတော့လေဟောဒီတိုင်းနဲ့ပြည်ထဲမှာမနေစေပဲနဲ့အဝေးသို့သွားစေဆိုတဲ့ပြင်းနှင်းတန်အမိန်တော်ကြီးပါဗျာအမိန်တော်မှတ်လိုက်ရောပြုမလေးအမိန်တော်မှတ်တာကပြင်းနေနာနဲ့လားဘိုးတို့ဟုတ်တယ်ကိုတော်လေးပြင်းနေတာအမေခုမှသူတို့ကမာနိုင်တာခမဲတော်ဗျာ
ပြင်းနေတာအမိတ်တော်မှတ်လို့ဝေးရတခြားကိုပြေးရတော့မဲတယ်လားဗျာပြေးရတော့မဲကိုတော်လေးမိမိချစ်တော်မရကကြီးတယ်မှာအလက်ဆွဲပြီးတော့တယောက်ထဲတော့မဟုတ်ပါဘူးနှစ်ယောက်စလုံးသွားစီပါတယ်ဗျာအဘာလေးဘယ်လိုလုပ်ပြီးတော့ရွှေတန်းတော်ကြီးကအဝေးသို့သွားရပါမတော့ရွှေနှောင်းရှင်ဖယားငူတော့မှာပေါ့ဗျာပြေးနာကနင်နာသားတော်ပဲယခုထွက်ပြရစီတော့ရှုပ်လိုက်ရဲ့အခါကဘာမှကပ်၍မဖူးရပါကလားမလေးရခုတော့ဖြင့်ဦးအခါကချ၍ထွက်ခွာပါပြီဖယားထွက်ခွာပါပြီဖယားငူတော့ဗျာအေးသားကြီးအာနိတိကနာငိုမလားဘယ်သူငိုတာတော့ဟဲ့တော်သေးတာပေါ့ကွာရန်ကုန်မြို့ကအာနိတိကနာငိုမှန်းသိလို့ရွာတရွာသွားမေးဘယ်သူငိုတာတော့ဆိုကလေးတယောက်ကချရတယ်ဖုံးကြီးအာငါဘုံကြီးနဲ့ထူလိုက်တဲ့အတိုင်းပဲလန့်သွားအေးကွာလို့ခုဆိုတာတော့ဖုံးကြီးပေါ့လို့သူဒီလိုငိုတယ်လို့ငါကိုယ်စလေပြောပြတာပါလို့မင်းတို့မပြင်းအောင်ငိုပြီးပြိဿကြီးဝရထုတ်ရနှင်တော့တာလားရွှေနဲ့ရှင်ဖယားအပသမုတ်တွေမနေစေကြီးလို့ပြင်းနေတော့အပေါ်ကထားလိုက်တာကခမဲတော်ဖျားခမဲတော်ဖျားသားတော်မိုက်တဲ့အပြစ်မို့သားခံရတာပါဖယားခမီးတော်ရဲ့အပြစ်မရှိပါလားအဘာလေးခုတော့သားတော်ကလူသားမူကြီးကျူးလုံးလို့လူသားကောင်းကြီးမှုအနှင်ခံရတာပါဗျာခမဲတော်ကိုအပြစ်မထားပါဘူးသားတော်မိုက်တဲ့အပြစ်မို့သားခံရတာပါဖယားခမဲတော်ရဲ့အပြစ်မရှိပါလားဟောဒီလူသားကောင်းကြီးမို့ထွက်ခွာရပါပြီဖယားအမလီတနဆိုင်နေနဲ့ဆိုရင်ဒီတိုင်းပေါ့ကွာငါ6ကတ်ကြီးကဲငိုပလားပြိဿကြီးအေးကွာငိုပြီးတော့ကကြီးတယ်မမရလက်ဆွဲပြီးထွက်သွားလိုက်တာတို့အိုးသမုဒ္ဒရာကန်းစားပေါ့ကွယ်သမုဒ္ဒရာကန်းစားတို့တဲငယ်လေးတစ်ခုပြုတ်ပြီးတော့နေခဲ့နော်ဘရင်သားပြီမဲ့လို့ဟေးတိုင်ပြေးကမောင်ကမနဲ့မှောက်မှောက်မှားမှာလူသားမှုဆိုတဲ့အပြစ်ကြီးကျူးလွန်ထားတော့ပြေးနေနန်းထုတ်လို့ထွက်ပြေးခဲ့ရဟောသမုဒ္ဒရာကန်းစားတဲငယ်လေးဆောက်ရသေးတပါးကလည်းဇံပြန်နဲ့ရသေးကသူကဇံနဲ့ကွာသမုဒ္ဒရာအလေကောင်သူကကျွန်းတစ်ခုမှနေတယ်ပြန်လာပြီဟဲ့ဇံနဲ့ပြန်လာတော့အဲ့ဒီရသေးဟိုလင်သားမရှိတဲ့အခိုက်အတန့်အနိဋ္ဌိကန္တအစာရှာထွက်ခိုက်ပေါ့ကွယ်ကောင်းဝင်ကနေလှမ်းကြည့်လိုက်ဟာငါဒီနာရင်တုံးကဒီတဲလေးမြင်ဘူးပါဒီတဲလေးငါမမြင်ဘူးပါဘူးသမုဒ္ဒရာကျွန်းအလဲကောင်းမှယခုလိုပြန်တမ်းပြီးဇန်နဲ့သွားလာနေခဲ့ဒီတဲလေးငါမမြင်ဘူးပါဘူးတဲထူးဆန်းပါလားဘယ်တော့မှလူမနေတဲ့ဌာနယခုတဲလေးတစ်ခုရောက်လာတဲဆန်းပါလားဆန်းပါလားလေကောင်းငယ်ကဇန်နဲ့မသွားသေးပဲနဲ့ရပ်ပြီးကြည့်နေခိုင်းကားကြည့်တယ်မထွက်ကားကြည့်တယ်မထွက်လာပြီးတော့အပြင်မဲ့ရေအိုးကလေးမပြီးအတွင်းသွင်းတော့ရေအိုးကလေးနဲ့အတွင်းပြန်ရောက်သွားဟာမတုကမပါလားအေးမတုကမပါလားတဲလာတကူတန်တော့မိမသားတယောက်ထဲတော့ဖြင့်တဲကလေးတစ်ခုဆောက်ပြီးဒီမှာရောက်လာဘူးအကြောင်းမရှိအတွင်းများသူ့လင်သားရှိလေသလားမသိလှလိုက်တာအပြင်းမထွက်ခဲ့စမ်းမအောင်တော့ငါကြည့်ချင်းလိုက်ပါပြီရသေးသက္ခုရူပိနာသံဝတန်ယာကဗုဒ္ဓံဝိဇာယတိကောင်းငင်ကနေပြီးတော့အပြင်းမဲ့ထွက်တာသူစောင့်နေကဟိုကတရားနာပိဋကထမင်းအိုးလေးကင်ပြီးတော့အပြင်းမဲ့ထွက်ဟာ
ပြင်မဲ့ထွက်လာပြီလှလိုက်တာတဲ့လှပါလားအမလေးလှလိုက်ပါပြီကွယ်မတုခမရဲ့ငါတော့ဖြင့်ဒီတိုင်းမဖြစ်တော့ဘူးအောက်ဆင်ပြီးအကျိုးကြောင့်သိအောင်မေးရအကျိုးကြောင့်သိအောင်ငါမေးရရသေးအောက်ဆင်းလာရသေးအောက်ဆင်းလာတော့ဟာရှင်မရဘယ်ကကြွလာတော့ဗျာဟေးဟဲ့ငါကြွလာဆိုငါကသမုဒ္ဒရာအလဲကောင်မှနေတယ်သမုဒ္ဒရာအလဲကောင်မှနေတယ်မှန်လားပါဗျာသမုဒ္ဒရာအလဲကောင်ကနေပြီးတော့ဒီကိုရခုဘာပြုလို့ကြွလာတယ်လဲဗျာဟဲ့ဒီပါဦးမတုကမဟိုတင်ငေါခုဘသူနဲ့နေတော့ဒီတော့တယောက်ထဲနေတာမြင်တာပဲမဟုတ်လားဗျာရှင်ဗျာအေးလေမြင်တာတော့တယောက်ထဲနေတာမြင်တာပေါ့ဟိုခါတိုင်းဘသူနဲ့နေတော့ခါတိုင်းမပြောနဲ့ဗျာခုနေတာပဲကြည်ပေါ့ခုတယောက်ထဲရှိတာပဲမိမပရိယနဲ့သူကပြောရောပြောယုံနေမကောင်းရှင်မရကဟိုသမုဒ္ဒရာအလဲကောင်ကျွန်းတစ်ခုမှနေတော့ဘသူနဲ့နေတော့ဟေးသမုဒ္ဒရာအလဲကောင်ကျွန်းတစ်ခုမှငါတယောက်ထဲနေတာပေါ့ရှင်မရမင်းလျှောက်ပရစေအောင်အရှင်မရသမုဒ္ဒရာအလဲကောင်ကျွန်းပေါ်မှာတပါးတဲ့နေတာပြင်းမှုလားဗျာအေးပြင်းတယ်ရဲ့လို့တော့ဘယ်ဟုတ်မတုံးဟဲ့ဒီလိုတယောက်ထဲနေရတာပေါ့ကရဝတ္တအမှုအိမ်ထောင်ခြင်းမပြုတ်လို့ပဲနဲ့တော့တယ်မှာရသေးဟန်ထွက်ပြီးတော့လှုပ်အခုကောင်းငင်ပြန်စံနေပါလေရလို့ငါသည်ပြင်းသောကိစ္စကြီးကိုဖယ်ထားလို့တရားဓမ္မနဲ့ပျော်မွေ့နေတဲ့ရသေးဟန်ဆိုတော့ဘယ်ပြင်းမှာမလို့မှန်လားပါဗျာတဲ့အရှင်ဖယားသမုဒ္ဒရာအလဲကောင်ကျွန်းတစ်ခုအပေါ်မှာတပါးတဲ့နေလို့မပြင်းမိမယ်လို့တပည့်တော်မလေးခုဟောဒီမှာတယောက်ထဲနေရအဖော်မရှိလို့တပည့်တော်ပြင်းကြီးပြီးတော့ဒီတိုင်းသာနေရမယ်ဆိုရင်တပည့်တော်သက်ဆိုးရှိမှာမဟုတ်ပါဗျာဟဲ့နေပါဦးနင်းဒီကိုရောက်လာတာတယောက်ထဲရောက်လာတာလားမှန်လားပါဗျာတပည့်တော်ရောက်လာတာကတော့မှန်တဲ့အတိုင်းလျှောက်ထားပါမယ်တယောက်ထဲမဟုတ်ပါဘူးဗျာဖယားတပည့်တော်မှရောက်လာတာလင်သားနဲ့ပါဗျာဟေးဟဲ့ဒီဆောင်မအောင်နင်းလင်သားနဲ့နင်းဒီကိုရောက်လာတဲ့အကြောင်းကိစ္စကဘယ်သူမှမနေတဲ့ဒီသမုဒ္ဒရာကန်းစားသင်တို့ဘက်နဲ့ကြောင့်နှစ်ယောက်စလုံးရောက်လာကြတာတို့မှန်လားပါဗျာဖယားတပည့်တော်ဖယားတပည့်တော်လျှောက်ထားပါရစေဖယားဖယားတပည့်တော်ဤလင်သားကမှန်လားပါဗျာဘယင်သားပါဗျာအေးဟဲ့ဘယင်သားဖြစ်ပြီးတော့ဘယ်နဲ့တော့ဒီမှာလာနေကြတာတော့မှန်လားပါပြင်းနေတောင်ပေးလိုက်လို့ပါဗျာအေးပြင်းနေတောင်ပေးတယ်ဆိုရင်ဖြင့်အခုသင့်လင်သားပဲသွားတယ်လေမှန်လားပါတပည့်တော်နဲ့စကားများပြီးတော့အပြင်းမဲ့ထွက်သွားပါတယ်ဗျာပြန်မလာဘူးထင်တယ်ဗျာသူပြန်မလာလို့ရှိရင်ခက်တော့တာပဲဗျာဟဲ့ဒီလိုဆိုလို့ရှိရင်ဘာမှမပူးနဲ့သူပြန်မလာလို့ရှိရင်ငါရသေးလည်းပဲသမုဒ္ဒရာကျွန်းအလဲတစ်ပါးနဲ့နေတာသင်မလဲပဲဒီတယောက်ထဲနေတာတယောက်ထဲတခြားစီနေကြတဲ့ကိစ္စသင်လဲဒုက္ခမဖြစ်ရအောင်ငါလဲဒုက္ခမဖြစ်ရအောင်မှန်လားပါဗျာဒီစကားချားနေတာကြာပါပြီအရှင်မအတွင်းကြွပါဗျာအတွင်းကြွပါဖယားဆိုပြီးတော့တရားနာပြိတ္တမာတုကာမဖြစ်သောကကြီးသေးသည်ရသေးနဲ့မှားကြပြန်ရောရသေးနဲ့မှားတဲ့ချိန်ခါမှာတရားနာပြိတ္တလင်သားလုပ်တဲ့လူကလည်းပြန်လာပြီလင်သားလုပ်တဲ့လူအနိတိကာဏပြန်လာပြီပြုပြန်လာတော့ဟောရှင်မကြောက်ပါတော့ဗျာတတ်လိုက်မယ်ဗျာတတ်လိုက်မယ်ဗျာဟဲ့နေပါဦးဘာဖြစ်လို့တတ်မှာတပည့်တော်လင်သားကယောက်ျားတွေဆိုရင်အကုန်လုံးတတ်တာဗျာဟေးရသေးပြူးသွားမျက်လုံးဟဲ့ယောက်ျားတွေဘာလို့တတ်တာတော့မှန်လားပါဗျာအရင်တုန်းကယောက်ျားတွေရဲ့ပေါ်မှာမုန်းစိတ်မကြည်ရွယ်ဘူးဗျာယောက်ျားတွေရဲ့ပေါ်မှာမုန်းစိတ်မကြည်ရွယ်ဘူးဗျာဟိုမုန်းစိတ်မကြည်ရွယ်ခဲ့ပေမဲ့လို့ဘယ်လိုမှမိမတွေရဲ့အပေါ်မှာဖျားယောင်းလို့မရတာဘုရားကျွန်တော်မျိုးမကြီးဘရင်ထံတော်ဥတင်ပြီးတော့ဖျားယောင်းလို့ရရင်ဘုရားကျွန်တော်မျိုးမကြီးနဲ့ပေးစားရမယ်ဆိုပြီးဖျားယောင်းလို့အောင်မြင်သောအခါမိမတွေရဲ့အပေါ်မှာအချစ်တအမြင့်တွေ့ပြီးအခုတော့ယောက်ျားဆိုရင်ဘယ်သူမှမထားအကုန်လုံးတတ်လို့ယောက်ျားတွေတတ်တဲ့ကိစ္စကြောင့်ပြင်းနှင်အောင်ပေးလိုက်တာပါဗျာဟေးယောက်ျားတွေအကုန်တတ်တယ်မှန်လားပါအရှင်မရရသေးပါဗျာရသေးပြီခါယောက်ျားပဲ
ဒုက္ခမဖြစ်ဘူးငါကောင်းမှဆိုပြီးရသိရခတ်တော့ထွက်သွားတော့မြင်ပြီးပိဋကအာနိဋ္ဌိကဏကြည်စားကာမပိုင်ရှင်လင်သားမရှိပဲနဲ့ငါအိမ်ထဲဝင်တဲ့ရသိတောင်းဒီရသိငါမရှိတော့ငါအိမ်ထဲမိမသားတယောက်တည်းရှိနေတာသူငါအိမ်ထဲဝင်နေဆိုရင်တော့တန်တော်ငါမရှိတော့ဝင်ကြတဲ့ကိုကရိပ်မိတော့ဟဲ့ထားဘူးမထားဘူးသေပြီတော့ဆိုပြီးတော့ရသေးကိုတတ်မလို့နောက်ကလိုက်ရသေးကဘာပြောကောင်းမလဲပြိဿသူ့ဇန်နေရှိသေးတယ်မှတ်တာကိုတော်ကျော်ရှောနာမသိဘူးရှိသေးတယ်မှတ်တာကိုဇန်နေရှိသေးတယ်မှတ်ပြမယ်သမုဒ္ဒရာကန်းစားကနေပြီးတော့အမွဲကျွန်းအလဲကောင်ပြောင်းမယ်ဆိုပြီးအပေါ်ကိုဇန်ရှိသေးတဲ့ယောင်နဲ့လွှားကလေးခုံမဲ့လို့ပုတ်သူမြုပ်သွားပြိဿရသေးဇန်ရှိသေးလားလောကီဇန်ကွာပြိဿရသေးဇန်ရှိသေးလားလောကီဇန်ကွာလောကီဇန်ဆိုတာကောင်းငင်ဘလောက်ပြန်ကွာမဟာနာမြင်လိုက်ဇောက်ထိုးကြတယ်ကွာဇောက်ထိုးကြတယ်ရှောတယ်ကွာလောကီဇန်ကလောကုတ္တရာဇန်မှမရှောတာကွာကဲအခုကြည့်ဟေ့သူ့ဇန်နေရှောနေမှမသိလို့ခုံးတာရည်တဲ့ပုတ်တဲ့ကြတော့ဟာကြည်စားဟောဒီရတဲ့အရင်လုံးကကောင်းငင်ပြန်နေတာငါမြင်ဘူးတယ်အခုငါအိမ်ထဲကထွက်သွားသည်မှသမုဒ္ဒရာအလဲကောင်ကိုသူပြန်မလို့ကြိုးစားတာရေထဲမှာကြတာကိုငါတွေ့ရပြီရှင်ဗျာတွေးတော်မလျှောက်ရစေဗျာအရင်တော့ငါရှင်မယာကောင်းဝင်ကိုပြန်ပါတယ်ဗျာအခုကနဲ့ကြောင့်ကောင်းဝင်ကိုမပြန်နိုင်မဲနဲ့ရေထဲမြုပ်ရတာတော့တကားရဲ့ငါရေထဲမြုပ်တာကမြုပ်လို့ကွယ်အတိပ္ပယ်နဲ့ပြောတာဟိုကလည်းသိပါပြီဗျာရှင်မယားရေထဲမြုပ်တာမြုပ်လို့ပါဗျာဟုတ်ပြီမြုပ်လို့တဲ့တန်တော်မိမသားငါအကောင့်ထင်ပြီးတော့လာခဲ့တဲ့ကိစ္စယခုတော့ဟဲ့အနိဋ္ဌိကဏမင်းဒီမိမကိုအကြောင်းပြုရယခုပြည့်နေအပေးခံရမိမနဲ့ပတ်သက်ပြီးတော့ယောက်ျားတွေကိုတတ်ခဲ့ယောက်ျားတွေကိုတတ်လို့မင်းဒီယခုဒီတောကြီးတွေရောက်လာတဲ့အချိန်ခါမှာဆင်းရဲဒုက္ခတွေခံစားရနည်းနည်းဒုက္ခသစ္စာလေးတော့ပြိဿမြင်လာပြီပေါ့လေဘုရားလောင်းတော်ကြီးနော်အနိဋ္ဌိကဏတခြားမမှတ်နဲ့ဒုက္ခသစ္စာကြီးတော့မြင်လာပြီပေါ့ငါဒီယခုလိုဆင်းရဲဒုက္ခတွေဖြစ်ရတာဘလို့ကြောင့်လဲလို့ဆိုတော့ဟိုကကြည်တယ်မနဲ့တကွာလောကကြီးရှိတဲ့မိန်းမတွေအကုန်လုံးတောင်ငါလောဘကြီးလိုက်တဲ့ကိစ္စတမှုရိယပါလားတမှုရိယကြီးလို့ခင်တွဲနေမဆိုရင်ဒီဒုက္ခတွေဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးအရှင်ဘုရားသည်ယခုမတုခါမကြောင့်ယခုလိုဖြစ်ရတဲ့ဒုက္ခတပိတော့တဏှလှကြီးရဲ့လို့အဲ့ဒါလို့ပြောတဲ့အချိန်ခါမှာယသိသည်တတိတံဝေကရအရှက်ကြီးရှက်ပြီးတော့ဟောတရားနာပြိဿကျွတ်တို့ရေကတိုင်းရှုပြီးတော့ရေလေကောင်ကနေဇန်ကြီးပြန်ရလို့ကောင်းငင်ပြန်တဲ့ဟာငါဒုက္ခဖြစ်တာတွေနဲ့ဒုက္ခဖြစ်တဲ့အကြောင်းတရားတွေငါမြင်တာလေးပြောလိုက်တာနဲ့သူတတိယအခုတော့ကတိုင်းပရိကံရှုပြီးတော့ကောင်းငင်ပြန်တက်သွားပါဘောလားတော်ပြီငါလည်းဒီရသေးလို့ဒုက္ခဝတ်တွင်ငါလွတ်ကင်းအောင်မာတုခမရဲ့အပေါ်မှာငါဘယ်တော့မှမခင်တွေ့တော့ပါဘူးရဲ့လို့ကကြည်တယ်မအားခေါ်၍နင်သည်လူပြည်သွားလို့ရဌာနနင်သွားပြီတော့ငါတောကြီးထဲမှာပျော်မွေ့တော့မယ်ဆိုပြီးတော့ရသေးရဟန်းပြု၍ဟောအနိဋ္ဌိကန္တသည်ဇန်နေများရလို့ဒီဘဝကစုတေသောခါဗြမပြည်သို့ပြန်ပြီးတက်လှမ်းရပါတယ်ဗျာပြည်သားဘယ်ပြန်တက်လှမ်းရကဲဆိုသားဟဲ့ပါတဲ့လူအဖြစ်ရစဉ်ကလေးကမိမတွေကိုမမြင်လိုပါနဲ့ကဲလန်အောင်မူခဲ့တဲ့အနိဋ္ဌိတရုသာဝေမြင်ုံကလေးနဲ့မုံဝေလာခဲ့တဲ့ဘယ်မိမများမှာ
ချော်လို့မပြုံးနဲ့ကော့လို့ယုံနဲ့ယောက်ျားတွေချော်တုံးမဲ့မော့ပြုံးငါရည်ခဲ့တယ်ထိုကလေးကိုကွယ်နိုးချိုးတိုက်ကြွေးမလွယ်အသွင်ပြင်းပြောင်းငါရဲ့မေမေယောက်ျားတစ်ဖွဲမိမယာသခင်မဲယောက်ျားလိုပင်ဝွေဝွေတိုက်ကြွေးတဲ့ယောက်ျားတွေကိုကွယ်မုံစိတ်မကြီးပဲမုံမဖြင်းစိတ်ကမကြီးပဲသို့တော်လဲကွယ်မိမအတန်းကြာကမှာယောက်ျားများကိုသတ်ခဲ့ပြန်လေတယ်လောကဘုံအလဲမိမတွေတပြုံကြီးနဲ့ကြားဆိုရင်သူတယောက်တည်းရှိမတဲ့ကွယ်လောဘကြီးသူရဲ့လောဘကြီးသူရဲ့လောဘကြီးသူရဲ့အခုတော့ပြင်းနေတာခပ်ပါဘောဝေးရချာကိုမိမရနဲ့သာပြေပါလေတော့ကွယ်ကဲသူမရနဲ့သူနဲ့နှစ်ယောက်တည်းပြေးတာတော်တဲ့ကြတော့ရသေးနဲ့ဖောက်ပြန်ဟောနောက်ရသေးဇံရတာမြင်ပြီးသူလည်းအားကြလို့ဇံနေရအောင်အားထုတ်ပြီးတော့ပိဋကကြီးစုတေသောခါဘယ်မှာပြန်ရောက်တော့ဗျမပြေကိုပြန်ရောက်သွားပါတယ်တဲ့အဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားကပြန်၍ပေါင်းပြီးသောခါဟဲ့ချစ်သားဟဲ့ချစ်သားမိမများရဲ့အပေါ်မှာဆွဲလန်းကအဲ့ဒီလိုဇန်နေတောင်လျော့ကြရဘူးတဲ့ကွဒါကြောင့်မိမများကိုမဆွဲလန်းမဲနဲ့သာသနာတော်ကြီးပျော်မွေ့အောင်နေလို့မြတ်စွာဘုရားကိုတော်မြတ်ကြီးဟောတော်မူသည့်အဆုံးမှာအဲ့ဒီယဟန်ဒီသောတာပတ္တိဖို့သို့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာ၍ရောက်ပါတယ်ဆိုတဲ့စုလပလောပနဇတ်ကိုကျွတ်တို့ကနေပြီးတော့မုံစိတ်မရည်ရွယ်လို့အမိပေးထားတာဒီကနေ့နေထီတောင်းပါတယ်ဘယ်နှနာရီရောက်မှလည်းမသိပါဗျာတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေကျုပ်ကိုပို့ပါလေလိမ်မျိုးတွေအားလုံးပရိသတ်ကြီးမလိုက်နဲ့အားလုံးပရိသတ်ကြီးချမ်းသာပါစေဆိုတာဘုန်းကြီးကပို့တာခင်ဗျားတို့ကအားလုံးမလိုက်နဲ့အရှင်ဘုရားလည်းချမ်းသာပါစေပေါ့ငါလေဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးပြစ်ထားခဲ့မယ်အားလုံးမလိုက်နဲ့ရှင်ဘုရားလည်းချမ်းသာပါစေပေါ့အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ခဲ့လျက်ခြေရင်နေဖုံမုံစိတ်တွေပြစ်ပြသီးသီးသောမိမိတို့အိမ်ငရာဌာနသို့နိဝတ္တန်တို့သီးခမေသာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရဲ့ဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရသမျှစီရောချစ်တရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း